လားကိုကြီးအုံလုံးခောက်ဆွဲစားမလားစပူသားကြီးကျွေးလိုက်ပါလားနော်နင့်နာမည်ငါမတက်ဘူးပါဇက်ကယွန်လို့ဘက်ကန်ကောင်မဟိုကီပေါ့လို့သိရမလားအရန်ဝင်းရန်ဆိုနေတဲ့ကောင်မဟမ်နောက်ပြီးတော့ဟိုဗာလေဟိုနောက်ထပ်ဒရိုက်တာရဲ့မိန်းမနောက်တစ်ယောက်တစ်ဖက်ကန်ကောင်မဆိုဒရိုက်တာမိန်းမပဲနော်နင်တို့ကောင်မ3ယောက်ဒီမှာထိုင်နားထောင်ပြောပါဦးခင်ငါနဲ့အဲ့လူနဲ့ကြိုက်နေတဲ့ကာလတစ်နှစ်ကျော်ကာလမှာသူ့အကောက်တစ်ဖွင့်နေအခုသူသုံးနေအကောက်တစ်ဖွင့်နေချိန်မှာနင်ညအချိန်မတော်ဟမ်နင်စာပို့ရလေဖုန်းနေဆက်တယ်လေကိုရီးယားကနေငါတိကိုငါ unfriend လုပ်တယ်နင်ဘာလုပ်လဲဖုန်းထပ်ခေါ်ပြီးတော့ကိုကြီးတမီးရောလေဘာလို့ unfriend လုပ်တာလဲကိုကြီးတမီးရလေကောင်မကေပေါ့လို့ဘာလို့ဆိုတဲ့လူနားမလျောင်ဆိုတဲ့ကောင်မထပ်မှတ်ထားဟမ်နင်အချိန်မတော်ဖုန်းဆက်တာဟုတ်လားမဟုတ်ဘူးလားနင်သူများကြီးစားအချိန်တော်ဖုန်းဆက်ပြီးကိုကြီးဟန်ဖြစ်တယ်ညာငါ unfriend လုပ်တာငါလက်ကြီးနဲ့ unfriend လုပ်တာနင်အဲ့လိုမျိုးနေထိုင်ပြီးကျူးနေလို့ကို unfriend လားပြီးတော့နင်မေးရလေကိုကြီးသမီးကိုဘာလို့ unfriend တာလဲကိုကြီးဆိုပြီးတော့ငါ့ကိုမေးရလေ तू ကဘာလို့ unfriend နင်ပြောနေတဲ့ဟာတွေကအဆင်မပြေလို့ unfriend လားအဲ့ဘာဖြစ်လဲဘာဖြစ်လဲနင်ကို unfriend လို့နင်စောင့်နေကတ်တယ်မလားကတ်လေကောင်မနောက်ကို3နင်တို့အုံနောက်ကို3နင်တို့အုံနောက်ကိုနင်တို့ဘာလဲစောက်တန်လန်းဒီဝတ်သားတော့ကိုဆိုင်မလို့တာငါနင် idol လားဟုတ်လားဟမ်ငါနင် idol လားနင်ငါ့ကိုပဲပြောနေအောင်နင်ဘယ်လိုဖြစ်လို့ငါနင်နဲ့ရန်ဖြစ်ပြီးနင်ကိုငါစောက်ပြုတ်လိုက်ပြီနင်အကောက်ပေါ်လာတော့ယွန်လို့သိရမလားဟိုနင်ပထမအကောက်မှာနင်လူလိတ်လောက်ခဲ့ပြီးဒုတိယအကောက်မှာကျတော့နင်ဟိုဖြစ်သွားပြီနင်ဒုတိယအကောက်ငါနင်ဘလော့ထားတာယွန်လို့နင်ပေါ်နင်စောက်ကကြီးပေါ်လာနင်ယွန်လို့ဘလော့ထားတာအာစောက်ချူငါရှိရလေ तू စားချင် तू ငါပြောမှာငါကျွေးမှာပဲ तू ငါအိမ်မှာပဲထမင်းစားနာ तू ငါအိမ်မှာပဲနေနေရလေဘာဖြစ်လို့မေးလေငါအောင်မမေးမဲနဲ့ငါလင်ကြော်ပြီးတော့ကြတာဘာဖြစ်တယ်ကိုကြီးမွေးငါစားမလားကိုကြီးအုံလုံးခောက်ဆွဲစားမလားစပူသားကြီးကျွေးလိုက်ပါလားလူတယောက်ကတစ်ခေါက်ဖောက်ပြန်တော့ဘယ်သူမှခွင့်မလို့ကြအယောက်90ထားပါတော့အဲ့လောက်နီးပါလားငါလည်းမမှတ်နိုင်ဘလို့မှမမှတ်မိတော့လို့ကိုလက်အားချင်းသဘောကျစိတ်ကို तू ကမြင်းချင်းကုံလုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားတော့ तू သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင်မိတ်ဆက်ခိုင်းချင်းရခဏလေးလောက်ပါတကယ်ကြီးနေတားကြပါတည်တယ်တကယ်ကြီးနေပါတာနေမလောက်ပါနဲ့ hoster မလောက်ပါနဲ့လို့တားရလားဒီကတန်းကအနေထားရအပြောချမ်းမှုမတင်ချောင်းအဲ့တော့ကျမကကြတော့အပြောချမ်းမှုတင်တယ်ရှင်တို့အဲ့တော့ပါစက်တိပိတ်ခဲ့ကြလားဟုတ်လားကျမအပြောချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်ထုတ်ပြခဲ့တာပါ။အိုးအဲ့စာရေးကျွန်မရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလား။အဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်းတူဘူးဆိုပြီးတော့ကိုရှင်တည်ငါရှင်တို့လုံနေခဲ့ကြလေ။ तू ကိုရိုင်းဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါဟိုရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမသူ့ပြန်တွဲခဲ့တာ။နော်အဲ့ဒါတော့မပူနဲ့